ငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ရှမ်းချင်းလုံနီးနေဖြစ်ပါတယ်ရှင်အရင်ဆုံးမုံငင်းကိုစားထည့်ပြီးတော့နယ်ပြီး2နာရီ3နာရီနှက်ထားပါမယ်ဒါကတော့အထဲမှာထည့်ဖို့ပါဝင်တဲ့ပစ္စည်းတွေပါစမုံစပါးစီရဲ့နနန်စီရဲ့ကိုစားတူရောပြီးတော့မီးလောက်ပေးမယ်ပေါ့နော်ပြီးရင်ကျမမုံငင်းစီလေးလည်းထည့်တယ်ပေါ့နော်မုံငင်းစီအမှုန့်လေးကိုလည်းကျမထည့်ပါတယ်ဒီဗီဒီယိုထဲမှာတော့မပါဘူးပေါ့နော်မီးလောက်ပြီးသွားရင်တော့ကြေညက်အောင်လို့ထောင်းထားပေးပါမယ်ကျန်တကာနဲ့ဆန်မုတ်ကိုရောပြီးတော့ကြိုပေးမယ်ကျန်တကာမသုံးချင်ရင်လည်းထညက်ဒို့မဟုတ်တကြားကိုထည့်ပြီးတော့သုံးလို့ရရနော်အချိုရဲ့အရသာလေးလိုချင်တဲ့အတွက်ကြံတကာကိုထည့်ပြီးတော့ကြိုခြင်းဖြစ်ပါတယ်အခုဒီအနေထားလောက်ဆိုလို့ရှိရင်ရပြီပေါ့နော်စားစိမ်ထားတဲ့မုံငင်းကိုရေဆေးပြီးတော့ရေတွေကုန်စင်အောင်လို့ညှစ်ချပေးမယ်နော်ညှစ်ချပြီးသားမုံငင်းတွေကိုမုံလောင်းနီထည့်မယ်မုံလောင်းအဖြူပေါ့နော်အချင်စိမ်ထားလေးရှိသားဆိုတော့အဲ့ဒါလေးလည်းထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ချက်သွန်ဖြူဥလေးတွေထည့်မယ်ပြီးလို့ရှိရင်တော့ကျနရက်မှုကိုထည့်မယ်ဂျင်းကိုလည်းထည့်မယ်ပေါ့နော်ကျမကဂျင်းကြိုက်လို့ဂျင်းကိုထည့်တယ်ဂျင်းမထည့်ချင်လည်းဘာမှမဖြစ်ဘူးထောင်းထားတဲ့စမုံစပါးစီမုံငင်းစီတဲ့နနဈေးတွေကိုထောင်းထားတဲ့အမှုတ်ထည့်မယ်ငရုတ်သီးအကျန်းထည့်မယ်ပြီးရင်ငရုတ်သီးမုတ်အချောပေါ့နော်အချောမုတ်ကိုထည့်မယ်စားထည့်မယ်ကြိုထားတဲ့ဒီဆန်မှုတ်ပေါ့နော်အနှစ်ပေါ့အဲ့ဒါကိုထည့်ပြီးတော့အားလုံးသမအောင်လို့ရောနေပေးလိုက်ပဲအားလုံးသမအောင်နေပြီးွားရင်တော့လေလုံးနဲ့အိုးပဲဖြစ်ဖြစ်လေလုံးနဲ့ပလင်းပဲဖြစ်ဖြစ်ပေါ့နော်ပလင်းထဲမှာထည့်ပြီးတော့အနည်းဆုံး3ရက်လောက်ထားမယ်ပေါ့နော်ပလင်းထဲကိုတိတ်ထည့်ပြီးသွားလို့ရှိရင်အနည်းဆုံး3ရက်လောက်ထိထားပေးရတယ်ပေါ့နော်ကိုယ့်ရဲ့နေရဲ့ရာသီဥတုပေါ်မှာမူတည်ပြီးတော့ရှမ်းချင်ကချင်တာမြင့်တယ်လို့ကြာလဲကြာတတ်ပါတယ်ပေါ့နော်ကျမကတော့3ရက်မြောက်မှာချင်လာပြီးတော့တကျွတ်ကျွတ်နဲ့အရန်ဝန်စားလို့ကောင်းတဲ့ရှမ်းချင်လေးရတယ်ပေါ့နော်အခုဒီပုံကတော့3ရက်မြောက်မှာထုတ်လိုက်တဲ့ပုံပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်